အခုခေတ်ကပြောမယ်ဆိုရင်တော့ဒီနဂါးတို့ဆိုတာဘယ်လိုပုံစံတန်လုံးလို့ဆိုတာပြောရနည်းနည်းလက်လန်းမမီဘူးဖြစ်လာသို့တော့နာဂလို့ဆိုတဲ့နဂါးဟာအစွမ်းတကူရှိပြီးတော့နတ်နဂါးဆိုတာလည်းရှိနိုင်တယ်တိရစ္ဆာန်နဂါးလည်းရှိနိုင်တယ်အဲ့ဒီနတ်နဂါးတွေကြသူကအစွမ်းတကူအလွန်ကြီးမားတယ်လို့ပြောနိုင်တယ်ရုပ်ပြောင်းရုပ်လွဲလုံနိုင်တယ်လို့ပြောအောင်သို့တော့နဂါးဆိုဒီမှာမွေမျိုးပဲဖြစ်တယ်ပေါ့ကောဘရာဆိုတဲ့မပြင်းရှိတဲ့မွေဟောက်ကြီးတွေဒီနေ့ခေတ်မှာတောင်အိန္ဒိယနိုင်ငံတို့ဘင်္ဂလားဒေ့ရှ်တို့ကနာဂလို့ခေါ်တာနာဂလို့ခေါ်တာအဲ့တော့နဂါးဆိုဒီမှာမြန်မာပကြီးဆရာတွေဗပုဆရာတွေရေးထုထားသလိုအချွန်တက်ကြီးနဲ့လားအမောက်ကြီးနဲ့လားဒီလိုတွေးတောဆရာတွေရှိတယ်ပေါ့သို့တော့မြန်မာအနုပညာအရစိတ်ကူးရင်ပြီးတော့ထည့်ထားတာလေးသာဖြစ်တယ်ပေါ့နဂါးဆိုဒီမှာမွေပဲပေါ့မွေသို့တော့အစွမ်းတကူရှိတဲ့မွေအိန္ဒိယနိုင်ငံမှာနာဂီဆိုတဲ့ဇာကာရိုက်တဲ့အခါကောဘရာဆိုတဲ့မွေဟောင်းနဲ့ပဲရိုက်တယ်သူတို့စီမှာဒါကိုပဲနဂါးလို့ခေါ်တယ်